အားလုံးစကားပြောခွင့်ရတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။နောက်ပြီးတော့ဒီဂျပန်နိုင်ငံမှာအလုပ်တွေ12နာရီ14နာရီလောက်လုပ်နေရတဲ့ကြားထဲကနေပြီးတော့ယနေ့ညီကိုမောင်နှမတွေစီစီရုံတိုက်မြိုင်နဲ့ကျွန်တော်တို့မြန်မာပြည်လူမျိုးတူကျွန်းပေါ်ကလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတာတွေ့ရတဲ့တယောက်ကျွန်တော်တို့ကအများကြီးဂုဏ်ယူတယ်လေးစားတယ်။ယနေ့ကျွန်တော်တို့အေရှ delegation ဟာ၄နိုင်ငံကိုခရီးထွက်ခဲ့ပြီးဖြစ်တယ်။အဲ့ဒီ၄နိုင်ငံကမလေးရှားစင်ကာပူထိုင်းလင်းနဲ့ယနေ့ဒီဂျပန်နိုင်ငံဖြစ်တယ်။ကျွန်တော်တို့တွေဟာဒီနေ့ဒီချိန်မှာဒီမိုကရေစီရရှိရေးအတွက်စစ်တပ်ကိုလက်ပြန်တောင်းနေရမယ့်အချိန်မဟုတ်ဘူး။ကျုပ်တို့ဟာနီးမျိုးစုံနဲ့တိုက်ပွဲဝင်ရမယ့်အချိန်ရောက်ပြီ။ယနေ့ဒီရုံးကြီးရှေ့မှာရောက်ရှိနေတဲ့ဂမ်ဘာရီယိုကျုပ်တို့ကတောင်းဆိုရမယ်။ diplomatic solution တတမန်ရေးတိုက်ပွဲမှာကျွန်တော်တို့သူတို့ရဲ့လောက်ရတွေကိုကျေးဇူးတင်တယ်ဒါမဲ့ပဲတိတက်မကပို့ပြီးတော့လောက်ရမယ်အချိန်ကြာရောက်နေပြီဒီမိုကရေစီရရှိရေး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 Free! Free! Free!